အဲ့ဒီလူဟာဘီလီယံချီတန်ကြေးရှိပေမဲ့သူ့အကိုရဲ့မိုင်မဲတဲ့ဆေးဆက်ထားသူကိုချစ်မိသွားခဲ့တယ်ဒါနဲ့သူ့အကိုအတွက်ဆေးဆက်ကြောင်းလမ်းဖို့ကောင်မလေးအိမ်ကိုတွားလိုက်တယ်သူ့ဆေးဆက်သူမြင်မြလှသည်ကိုအကိုမြင်တော့အခါမိန်းကလေးကအရန်လာတယ်လူမိုက်နဲ့လည်းလက်ထပ်နိုင်တာပဲလို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီလူကဒီလူမိုက်ကောင်မလေးကိုငါလိုချင်တယ်လို့ပြန်ဖြေတယ်ကောင်မလေးကမိုက်ဟန်ဆောင်နေမှန်းသူတို့သိမသိကြဘူးအဖိုးဆုံးပါသွားပြီးနောက်သူ့အမွေကိုသူမထန်ထားခဲ့သည်မိထွေးမိသားစုကသူမကိုငွေရဖို့အတွက်တောခတ်ထားတယ်ကောင်မလေးကအိမ်ကထွက်သွားဖို့သူတို့ကိုအာယုံပြောင်းဖို့မိုက်ဟန်ဆောင်နေရတယ်မိန်းကလေးသည်ယောက်ျား၏အာယုံကိုအောင်မြင်စွာဖန်ဆားနိုင်ခဲ့ပြီးယောက်ျားသည်မြင်မြင်ချင်းပင်မိုင်မဲသောမိန်းကလေးကိုချစ်မိသွားခဲ့သည်ညီဖြစ်သူကိုဆေးဆက်ကြောင်းလန်းရန်ချက်ချင်းပင်အမိန့်ပေးခဲ့သည်မိထွေးကယောက်ျားကသူ့သမီးအတွက်လာမယ်လို့ထင်ခဲ့ပေမဲ့ယောက်ျားကကောင်မလေးကိုအခန်းထဲပြန်ခေါ်သွားတယ်ခဏကြာတော့မိထွေးကဝင်လာတယ်သူကကျင်းနာဟန်ဆောင်ပြီးကောင်မလေးကိုဂယုစိုက်မယ်လို့ပြောခဲ့တယ်။ယောက်ျားကထွက်သွားပြီးတဲ့နောက်မှာတော့မိထွေးကမိန်းကလေးကိုအနိုင်ကျင့်ပြီးထွက်ပြေးဖို့အမိန့်ပေးခဲ့ပေမဲ့ကောင်မလေးကနန်းရံအောက်ကနေဆင်းလာခဲ့ပါတယ်။ထိုလူသည်အနီးနားတွင်ပြန်သွားခဲ့သည်။တိုင်တစ်ခုတွင်တွေ့ကပ်နေသောမိန်းကလေးကိုသူမြင်သည်။သူအမြန်ပြေးပြီးသူမကိုဖမ်းလိုက်သည်။ထိုအချိန်တွင်ယောက်ျားကမိန်းကလေး၏အခန်းကိုတောခတ်ထားသည်ကိုသတိထားမိသည်။ကောင်မလေးဘဝကမကောင်းမှန်းသူသဘောပေါက်သည်။အဲ့ဒါကကောင်မလေးရဲ့အစီအစဉ်အတိုင်းပဲ